အင်ကြီးတစ်ထည်ကိုပတ်တန်ဆွဲတဲ့အခါမှာတော်တော်များများကဂျိုင်းဝိုက်တဲ့နေရာတွေမှာအဆင်မပြေကြဘူးဂျိုင်းဝိုက်တဲ့နေရာမှာကိုက cuff ကိုဘယ်လိုသုံးတာလဲအရန်ကိုအရေးကြီးတယ်cuff သုံးတာကအပေါ်ကနေအမတို့ပခုံးကနေဒီရင်ကျယ်ထိကိုတစ်ဖြတ်အရင်ဆွဲတာလားဒါမှမဟုတ်လို့ရှိရင်ကိုကပခုံးကနေဟိုဂျိုင်းထိကိုပေတယ်အောင်တစ်ခါတည်းသုံးပစ်တာလားဒါမျိုးမှာအမတို့ cuff ကိုဘယ်လိုသုံးခဲ့တာလဲအရန်ကိုအရေးကြီးတယ်ဒါကြောင့်မလို့ကိုကအင်ကြီးချုပ်လိုက်ပြီဆိုရင်တစ်ခါတလေမှာရင်ကျယ်မှာပွားနေတာတို့ရင်ကျယ်ရအရန်ကိုကျင်းပြီးတော့ကိုကိုလာပြီးချုပ်ထားသလိုဖြစ်တယ်ဆိုတာကဒီဂျိုင်းတွေကိုအရှိချမ်းအနောက်ချမ်းမှာအမတို့ပတ်တန်တွေတွားဆွဲတယ်ဂျိုင်းတွေဖောက်တဲ့အချိန်မှာကိုကပေတံခွေးကိုဘလို့ကင်ပြီးတော့သုံးတာလဲပေတံသုံးတဲ့နီးစနစ်ကလည်းအရန်ကိုအရေးကြီးတယ်ဒါကြောင့်မလို့အမကဂျိုင်းဖောက်တဲ့နေရာမှာပေတံခွေးကိုဘလို့အသုံးပြုရမလဲဆိုတဲ့အကြောင်းအရာလေးကိုတေချာလေးကိုပြောပြပေးပါမယ်ရှင်အခုအမရှေ့ချမ်းလေးကိုဂျိုင်းဖောက်တာလေးကိုပြပေးမယ်တချို့ customer တွေကကြတော့ဒီပေခွေးနဲ့အမတို့တစ်ခါတည်းတော့ဖောက်လို့ရတဲ့ customer မျိုးရှိတယ်တချို့ customer ကြတစ်ခါတည်းတော့ဖောက်လို့မရအဲ့ဒါဘယ်လိုမျိုးလဲဆိုအရန်ကိုပိန်လွန်းတယ်ပိန်လွန်းပြီးတော့အမတို့ဒီပခုံးပြက်ကကြီးတယ်ရိုးငေါနေတဲ့သူတွေရင်သားသေးတဲ့သူတွေဆိုရင်အမတို့ဒီလိုတစ်ခါတည်းသွားဝိုက်လို့မရအောင်တစ်ခါတည်းဆိုအခုအမပေတံထားတဲ့အတိုင်းပေါ့နော်ဒီလိုမျိုး shape ကိုတစ်ခါတည်းသွားဝိုက်လို့မရအောင်သူကဒီရဲ့ရင်ကလည်းသေးတယ်ရှင့်ရင်ကျယ်လေးရတယ်ကျင်းနေတဲ့အတွက်သူကတခါတည်းတော့ဝိုက်မယ်ဆိုရင်အမတို့ကဒီအပေါ်ပိုင်းကိုအရန်ခုံးယူလိုက်တယ်လို့ဖြစ်ပြီးတော့ဒီခွေးကအရန်ကိုကွေးယူလိုက်တဲ့အတွက်ဒီနေရာမှာအသားတွေကအထက်ကိုအမတို့ဝင်စားလိုက်တယ်လို့ဖြစ်သွားပြီးတော့သူအင်ကြီးဝတ်တဲ့အခါမှာဒီရဲ့အင်ကြီးကသူ့ရဲ့ရှေ့ကိုလာပြီးတော့ဆွဲချုပ်ထားတယ်လို့ဖြစ်ပြီးတော့သူဝတ်ရတဲ့အခါမှာတတောင့်တတမရှိဘူးပေါ့နော်ဒိုင်းဖောက်ပေးတဲ့အခါမှာပေတံကိုနှစ်ဖြတ်သုံးတယ်အခုဒါဆိုရင်အမတို့ကရှင့်ရင်ကျယ်အမှတ်လေးပေါ့နော်ဒီမြင်းအရှည်လေးဒီရှင့်ရင်ကျယ်အမှတ်ကလေးအဲ့ဒါအမတို့ပခုံးထိတ်ကနေအမတို့ပေတံရဲ့အဲ့လိုလေးတစ်ဖြတ်သွားပြီးတော့ဝိုက်လိုက်တယ်ရမယ်နော်ပြီးရင်အမတို့ဒီအောက်တစ်ဖြက်ကကြတော့ဒီရင်ကျယ်မြင်းကနေဟိုတစ်ဖြတ်သွားဝိုက်တယ်အဲ့ဝိုက်တဲ့အချိန်မှာသတိထားမှာဒီအမတို့ဒီရဲ့ရင်ကျယ်အမှတ်ကိုရထားတဲ့အကွာဝေးကိုအမတို့လိုမြင်းအဖြောင့်လေးလာဆွဲပေးတာကိုကဒီအောက်ရဲ့ကပ်ကိုလာဝိုက်တဲ့အခါမှာဒီမြင်းအဖြောင့်ရဲ့ဘောင်ကိုအထဲကိုလည်းမကျော်နဲ့အပြင်ကိုလည်းအရင်အမတို့ကွာမနေနဲ့ဝိုက်ကြမယ်ဒီပုံစံလေးပေါ့အမတို့ဒီရဲ့ရင်ကျယ်အမှတ်ကလေးကိုလည်းထိရဲအခုနောက်အမဆွဲထားတဲ့မြင်းအဖြောင့်လေးကိုလည်းထိမယ်ဒီအောက်ကအမတို့ရင်အမှတ်ကလေးကိုလည်းထိမယ်ဒီလိုလေးအမတို့တစ်ဖြတ်သွားဝိုက်မယ်ကိုဝိုက်လိုက်တဲ့ဒီအောက်ကအမှတ်တစ်ဖြက်လေးဒီအပေါ်ကခုနဆွဲခဲ့တာနဲ့အမတို့တသားလေးတော့သွားကြရမယ်တသားလေးဖြစ်နေရမယ်ဒီနေရာမှာဒေါင်ကျိုးဖြစ်သွားတာမျိုးလုံးဝမဖြစ်ရဘူးကိုယ့်ရဲ့ဂျိုင်းလေးကနှစ်ဖြက်ဝိုက်ထားတယ်ဆိုပေမဲ့ဒီလိုကြည့်လိုက်လို့ရှိရင်တသားလေးဖြစ်နေရမယ်အမတို့နှစ်ဖြက်ဝိုက်တယ်ဆိုရင်တစ်ခါတလေဖြစ်တတ်တာကဒီနေရာမှာဒေါင်ကျိုးလေးလာဖြစ်တယ်အဲ့လိုဖြစ်လို့မရပါဘူးဂျိုင်းဆိုတာအမတို့ပြပြလေးနဲ့တစ်ခါတည်းသူသားလေးဖြစ်နေရပါမယ်အခုအမဂျိုင်းဝိုက်ထားတဲ့ပုံစံလေးဆိုရင်နှစ်ဖြက်ဝိုက်သွားတယ်เนาะအဲ့တော့ကိုကဒီဟာလေးကိုသေချာနားလဲသဘောပေါက်အောင်ကြည့်ပါကိုယ့်ရဲ့အင်ဂျီတွေမှာကိုဘယ်လိုဂျိုင်းဖောက်တာလဲရှေ့ချမ်းနောက်ချမ်းအမတို့ဂျိုင်းဖောက်တာလေးကဒီပုံစံလေးတိုင်းပဲပေတံအမတို့ကနှစ်ဖြတ်သွားပါတယ်ရှင်ပေတံခွေးကိုသုံးပြသွားတဲ့ပုံစံလေးကိုကတေချာလေးကိုလိုက်ပြီးတော့ကြည့်ပါကိုယ့်ရဲ့အင်ဂျီတွေကိုပတ်တန်ဆွဲတဲ့အခါမှာလဲကိုကဘယ်လိုဂျိုင်းဖောက်ခဲ့တာလဲဘာကြောင့်မလို့ရှင့်ရင်ကျယ်တွေမှာပွားပြီးတော့တစ်ခါတလေရှင့်ရင်ကျယ်တွေမှာလာပြီးတော့ကြက်နေတာလဲဒီကနေအမတို့အဖြေသွားပြီးတော့ရှာပါကိုယ့်ရဲ့လိုအပ်ချက်လေးကိုအမတို့ပြန်ပြီးတော့သုံးသပ်ပါအမတို့မကမီဖက်ရှင်ရဲ့တီချယ်ချမ်းမြေဝယ်ဖြစ်ပါတယ်အသေးအမွှားသေးသေးလေးအစားဂရုစိုက်ပေးဖို့တော့လုံးဝမမေ့နဲ့နော်ကျေးဇူးတင်ပါတယ်ရှင်